ထားချက်သုံးချင်တဲ့သူတွေဒီဗီဒီယိုလေးကိုမဖြစ်မနေကြည့်တင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုလိုထားကြတဲ့ဗီဒီယိုတွေကိုဘယ်လိုမျိုးလုပ်ရလဲဆိုတာကိုတင်ပြပေးမှာဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဆိုတော့တွားကြည့်လေးရအောင်။ဟုတ်ပြီဒီမှာဆိုလို့ရှိရင် character တစ်ခုလိုမယ် background လိုမယ် paper နှစ်ခုလိုမယ်ပေါ့နော်ဒီမှာဘယ်လိုမျိုးစပြီးတော့လုပ်ရမလဲဆိုတော့ character ကို key frame နဲ့ဒီဟာကို animation အရင်ပေးရမယ်ပေါ့နော် key frame တစ်ခုချလိုက်မယ်ဒီဘက်ဘေးလေးနည်းနည်းလေးတိုးပြီးတော့ key frame ထည့်ချမယ်ရှေ့ဆုံး key frame ကိုသွားပြီးတော့ဒီ character ကိုလုံးဝပျောက်သွားတဲ့အထိဆွဲထားလိုက်မယ်ပေါ့နော်ဟုတ်ပြီဒီလိုမျိုးလူကပျောက်သွားပြီဆိုလို့ရှိရင်ဒါကိုပြန်ပြီးတော့ play လုပ်ကြည့်မယ်Okay တို့လေးပေါ်လာရပေါ့နော်ဒီစာရွက်ဘေးနားနေလူပြောက်သွားပြီဆိုတာနဲ့အဲ့ဒီ output တွေမှာ text လေးထည့်မယ် attack ကိုနှိပ်မယ် Okay ဟုတ်ပြီဒီစာကိုစာရွက်ပေါ်မှာတင်ထားလိုက်မယ်ပေါ့နော်ပြီးရင်အဲ့ဒီရဲ့ output တွေမှာပဲကိုကခဏလေးထည့်ပြီးတော့ရေးမယ်ပေါ့နော်အောက်က attack ကိုနှိပ်မယ်ဒီမှာဆိုလို့ရှိရင်view 69 Okay ပြီးလို့ရှိရင်အမှန်ချစ်ကိုချစ်ပြီးတော့ဒီစာကိုဒီ output တွေမှာထားလိုက်မယ်ဟုတ်ပြီနည်းနည်းလေးချဲ့လိုက်မယ်နော်ဒီမှာကိုကဖြတ်မယ်ဆိုလို့ရှိရင်အောက်က split ကိုနှိပ်မယ်စာထက်ရေးမယ်ဆိုလို့ရှိရင်ဒီ style ကိုနှိပ်ပြီးတော့ရေးမယ်နော် style ကိုနှိပ်မယ်69ဆိုနောက်တစ်ခုက100 Okay ပြီးရင်မှန်ကိုချစ်မယ်ပြီးရင်ဖြတ်မယ်ဆိုရင် split ကိုနှိပ်မယ်စာထက်ရေးမယ်ဆိုရင်အောက်က style ကိုရေးပြီးတော့အဆုံးထိအဲ့လိုမျိုးလုပ်သွားလို့ရပါတယ်Okay ဒီလိုမျိုးစာလေးရပြီဆိုလို့ရှိရင်ဒီဘက်ဘေးနားက paper မှာလည်းကိုကနောက်ထပ် typing တစ်ခုထပ်ရေးမယ်ပေါ့နော် Okay ဒီဟာကိုနည်းနည်းလေးသေးလိုက်မယ်သေးပြီးတော့အပေါ်ကိုတိုးထားလိုက်မယ် Okay အမှန်ကိုချက်လိုက်မယ်ပြီးရင်စာကိုခုနလိုပဲနောက်ဆုံးကိုအကုန်လုံးဆွဲထားလိုက်မယ် Okay ဒါကိုပြန်ပြီးတော့ play လုပ်ကြည့်မယ်နော်ဟုတ်ပြီဒီလိုမျိုးလေးရလာပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်ကိုက timeline လေးကိုဒီနေရာထားလိုက်မယ်ပေါ့နော်ထားပြီးလို့ရှိရင်ဒီဘက်ဘေးကိုဆွဲလိုက်ရင်ဒီမှာ draw ဆိုတာရှိရယ်နော်အဲ့ draw ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီဘက်ဘေးကိုပြန်ဆွဲမယ်ဆိုရင်ဒီမှာက dotted line လေးရှိရယ်နော်အဲ့ dotted line ကိုနှိပ်လိုက်ပြီးတော့ကိုက black color လေးနဲ့လုပ်ချင်တာဖြစ်တဲ့တော့ black color ကိုနှိပ်လိုက်မယ်ပြီးရင် site ကရောဘယ်လိုမျိုးလိုချင်တာလဲအကြီးသေးလိုချင်တာဆိုလို့ရှိရင်ကောက်ကိုဒီမှာ adjust လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုက opacity ဆိုလို့ရှိရင်လေ dotted line လေးတွေကဘယ်လိုမျိုးလိုချင်တာလဲပေါ့နော်မှိန်တာလေးလိုချင်တာလားဒါမှမဟုတ်အမဲအောင်ထင်းနေရမျိုးလိုချင်တာလားဆိုပြီးတော့ကိုယ့်ဘက်ကိုဒီမှာ opacity ရွှေ့လို့ရတယ်ဒီမှာတော့ညီမကမြင်သာအောင်လို့မရွှေ့ပြတော့ဘူးเนาะဒါလေးကိုဒီပေါ်လေးမှာမြင်သာသွားအောင်လို့ဒီလိုမျိုးလက်လေးနဲ့ဆွဲလိုက်ပါမယ် Okay ဒီအမှန်ကြီးကိုချစ်လိုက်မယ်ချစ်ပြီးရင်ဒီဟာကို animation ပေးမယ်ပေါ့နော်ဒီဘက်ဘေးမှာမြင်ရတဲ့ဒီ white left ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ပြီးအမှန်ကိုချစ်လိုက်မယ်ဒီ animation ကိုလည်း video ရဲ့နောက်ဆုံးရွှေ့လိုက်မယ်ပြီးပြန်ပြီးတော့ play လုပ်ကြည့်မယ် Okay ဒါကို export ထုတ်လိုက်လို့ရှိရင်ရပါပြီခုနကတော့ export ထုတ်ခဲ့တဲ့ video ကို new project ထဲကနေဝင်ပြီးတော့ယူမယ်ပေါ့နော် Okay ဒီလိုမျိုးလေးရလာပြီဆိုလို့ရှိရင်ကိုကဒီလူကဒီဘက်ကိုထွက်လာတဲ့နေရာပေါ့နော်ခေါင်းလေးဒီဘက်ကိုရောက်လာတဲ့နေရာနဲ့အပေါ်က view တွေဘာတွေပေါ်နေတဲ့နေရာပေါ့နော်အဲ့နေရာရောက်ပြီဆိုလို့ရှိရင် video ကိုထောက်လိုက်မယ် key frame ကိုနှိပ်မယ်အဲ့ဒီ backup ရဲ့မှာပဲ key frame တစ်ခုထည့်ချမယ်ချပြီးရင် video ကိုဆွဲလိုက်မယ်ဒီ view လေးပဲပေါ်အောင်ဒီဆွဲလိုက်မယ်နော်ဟုတ်ပြီဆွဲလိုက်မယ်ပြီးရင်ဒီမှာ dotted line လေးကထွက်လာပြီဆိုလို့ရှိရင်ဒီဟာ key frame တစ်ခါထပ်ချလိုက်မယ်ချပြီးဒီဘက်ဘေးလေးနည်းနည်းတိုးပြီးတော့ဒီဘက်ဘေးလေးကိုပြန်ဆွဲလိုက်မယ် Okay dotted line လေးကဒီဘက်ကိုရောက်လောက်တဲ့အချိန်မှာဆွဲလိုက်တာပေါ့နော် Okay ဒီမှာဆိုလို့ရှိရင်ဒီ character ကိုကဝိုင်းပြနေတဲ့ပုံစံလေးကိုauto tracking လုပ်မှာပေါ့နော်ဒီ sticker ကိုနှိပ်လိုက်မယ် sticker မှာကိုလိုချင်တဲ့ sticker ကိုရွေးမယ် Okayဒီမျိုးလေးဆွဲလိုက်မယ်အဝိုင်းလေးပေါ့နော်အဝိုင်းလေးနည်းနည်းချဲ့လိုက်တယ်ပြီးလို့ရှိရင် video ရဲ့နောက်ဆုံးကိုထားလိုက်မယ် sticker ကို Okay ပြီးပြီဆိုလို့ရှိရင်เนาะဒီဘက်ဘေးမှာဒီမှာ tracking ဆိုတဲ့ဟာရှိရပါတော့အဲ့ tracking ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီအဝိုင်းလေးနဲ့ဒီကိုခုနကထားခဲ့တဲ့ sticker နေရာကိုပေါ့နော်ဝိုင်းလိုက်မယ်ပြီးလို့ရှိရင် start tracking ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ခဏတော့ဆောင်ပေးရမယ်เนาะတရားပြအောင်ခဏဆောင်ရမယ် Okay ဒီမျိုးရလာပြီဆိုလို့ရှိရင်ပြန်ပြီးတော့ play လုပ်ကြည့်လို့ရပါပြီဟုတ်ပြီဒီမှာဆိုလို့ရှိရင်ဒီအဝိုင်းလေးကလိုက်ပြီးတော့ tracking လုပ်နေတဲ့ပုံစံလေးရပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ character ကဒါ overlay အနေနဲ့ထားထားတာပေါ့နော်ဒီ overlay layer ကိုထောက်လိုက်တယ်ပြီးရင် key frame ချမယ် key frame ချပြီးပြီဆိုလို့ရှိရင်ဒီဘက်ဘေးကိုဆွဲလိုက်လို့ရှိရင်ဒီဘက်ဘေးမှာဒီ basic ဆိုတာရှိရပေါ့နော်ဒီ basic မှာဆိုလို့ရှိရင်ဒီ character ကိုအောက်ကိုနည်းနည်းလေးတိုးလိုက်မယ်ဟုတ်ပြီဒီလိုမျိုးလေးတိုးလိုက်တယ်ပြီးလို့ရှိရင်ဒီ layer ရဲ့နောက်ဆုံးနေရာကိုဆွဲလိုက်မယ်ဆွဲပြီးရင် key frame ထည့်ချမယ် key frame ချပြီးလို့ရှိရင်ခုနက basic နေရာမှာအောက်ဆွဲထားရမလားအခုကအပေါ်နည်းနည်းလေးတိုးလိုက်မယ်ဟုတ်ပြီအဲ့ဒါမှလှုပ်စီပုံစံလေးရမှာပေါ့နော်ပြင်တာကို play လုပ်ကြည့်မယ်
ခေဒါအရင်မတိတာသေးဘူးเนาะမတိတာသေးဘူးဆိုရှင်ဒီအလဲလောက်ကိုသွားပြီးတော့ခုနထားခဲ့လေယာကိုထောက်မယ်ထောက်ပြီးလို့ရှင်ဒီ grab ကိုနှိပ်မယ်ပြီးရင်ဒီဟာကိုဘေးလေးနည်းနည်းဆွဲမယ်ဒီ bound 3ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်โอเคဒါဆိုလို့ရှိရင်တော့ဒီ character ကလှုပ်စီလေးရနေပြီပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာဆိုလို့ရှိရင်ညီမကဒီခေါင်းနားမှာရှိရဲ့လေယာလေးပေါ့နော်အဲ့လေယာလေးတစ်ခုတည်းကိုပဲshape ပုံစံလေးလုပ်ပြမှာဖြစ်ပါတယ်အဲ့တော့အဲ့လေယာလေးကိုထောက်လိုက်မယ်ထောက်ပြီးရင် key frame ကိုနှိပ်မယ် key frame ကိုနှိပ်ပြီးဒီဘက်ဘေးလေးကိုဆွဲလိုက်မယ်ပေါ့နော်ဆွဲလိုက်ပြီးပြီဆိုလို့ရှိရင်ဒီဘက်ဘေးမှာဒီ basic ဆိုတာလေးရှိရယ်နော်အဲ့ဒီ basic ကိုနှိပ်လိုက်မယ်နှိပ်ပြီးဒီမှာမြင်ရတဲ့ rotate ဆိုတာကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကိုကြိုက်တဲ့လိုမျိုး adjust လုပ်လိုက်မယ်ပြီးရင်ဗီဒီယိုကိုဘေးလေးနည်းနည်းဆွဲမယ်ပြီးရင်နောက်တစ်ခါထပ်ပြီးတော့စန့်ကျင်ဘက်ကိုကလှည့်လိုက်မယ်ပေါ့နော်ဟုတ်ပြီဗီဒီယိုကိုဘေးလေးနည်းနည်းထပ်ဆွဲမယ်ပြီးရင်စန့်ကျင်ဘက်ကိုထပ်ပြီးတော့လှည့်မယ်ပြီးရင်ဗီဒီယိုပြန်ဆွဲမယ်အဲ့ဒီရဲ့စန့်ကျင်ဘက်ကိုတစ်ခါပြန်လှည့်လိုက်မယ်ပေါ့နော်ဟုတ်ပြီပြီးရင်ဘေးကိုပြန်ဆွဲမယ်ခုနအတိုင်းပဲအဆုံးထိလုပ်တော့လို့ရှိရင်ရပါပြီဟုတ်ပြီနောက်ဆုံးဒီလိုမျိုး key frame တွေကိုဗီဒီယိုဆုံးတဲ့အထိချပြီးပြီဆိုလို့ရှိရင်ပြန်ပြီးတော့ play လုပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ shade effect လေးကိုရပြီပေါ့နော်ဒါဆိုရင်အခုပြပြခဲ့တဲ့tracking နှစ်ခုအကြောင်းရဲ့ character animation တစ်ခုအကြောင်းရဲ့ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေကိုထပ်ကြည့်လို့ရအောင် channel လေးကို subscribe လေးနဲ့ခဲ့ပြီးဖို့ပြောချင်ပါတယ် comment မှာလည်းတခြားသိချင်တဲ့အကြောင်းအရာရှိလို့ရှိရင်မေးခဲ့လို့ရပါတယ်နော်